ကျေးဇူးပြုပြီးထွက်သွားပေးပါကျွန်တော်တို့ကစေတနာနဲ့ပဲဆက်ရောင်းသွားမှာပါရှင်တို့မှငွေရှိပေမဲ့ကိုတန်းနိုင်လို့စေတနာမရှိဘူးရှင်တို့ဘယ်တော့မှမနိုင်စေရဘူးသူတို့ကဒေါသနဲ့ရောင်းရင်ကိုကမေတ္တာနဲ့ပြန်ရောင်းရမယ်ကြီးမဒီလိုလမ်းဘေးဆိုင်လေးကငါ့ကိုရှင်နိုင်မှာမဟုတ်ဘူးဒီလိုလူကြီးလူကောင်းဆန်ဆန်ရောင်းကြပါဗျာမင်းလက်ဖက်ရည်ကတောက်လို့တော့မရဘူးဒါမျိုးကိုစိုင်ဖွင့်တယ်လို့ခေါ်သလားရှင်တို့မှငွေရှိပေမဲ့ကိုတန်းနိုင်လို့စေတနာမရှိဘူးရှင်တို့ဘယ်တော့မှမနိုင်စေရဘူးကျေးဇူးပြုပြီးထွက်သွားပေးပါကျွန်တော်တို့ကစေတနာနဲ့ပဲဆက်ရောင်းသွားမှာပါသူတို့ကဒေါသနဲ့ရောင်းရင်ကိုကမေတ္တာနဲ့ပြန်ရောင်းရမယ်ကြီးမဟိုဘက်ဆိုင်ကအပြင်အပန်းပဲလှတာဒီဆိုင်ကလက်ဖက်ရည်ကမှတကယ်လက်ရအစ်စ်ကွာမဝယ်လဲတောက်သွားလို့ရပါတယ်ရှင်အားလုံးစိတ်ချမ်းသာဖို့ကပို့အရေးကြီးပါတယ်ဒီဆိုင်ကလူကိုလူလိုဆက်ဆံတာဗျအဲ့ဒါကြောင့်ကျွန်တော်တို့ကဒီမှာပဲတောက်မှာဈေးရောက်နေဆိုတာပစ္စည်းတင်မကဘူးစိတ်နှလုံးကိုပါရောင်းရတာဗျကိုတို့မှာပိုရှန်တာလေးတွေကိုပြန်မျှဝေရအောင်တန်းကြည့်မကလေးတွေပျော်နေကြတော့မှာပဲနော်ကိုကိုရဲ့စိတ်ထားကတကယ်မြတ်ပါတယ်ဦးနဲ့အမကြီးလာပြီပြောစရာကြီးမင်းတို့လည်းစူးစမ်းကြနော်နောက်တစ်နှစ်ဒီထက်မကအောင်မြင်ရမယ်ကိုတန်းနိုင်ကိုချစ်ရတာကျမဘဝအတွက်အမှန်ကန်ဆုံးဆုံးဖြတ်ချက်ပဲချိန်မှမှဒီနေရာလေးအမြဲတမ်းစောင့်နေပါတယ်ကျင်နာတို့စင်ပြေပါမလားတွေ့ရင်စိတ်ပူနေတယ်သူလာရလမ်းလေးမျိုးတွေ့ရင်တည်းမှလိုက်ဖို့မို့